ကျမတို့တမီသားစုလုံးကြိုက်တဲ့အမဲသားစီစိန်နီးလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးလိုက်ပါတယ်။အချိန်ပေးရတယ်ဆိုပေမဲ့လည်းတစ်ခါလှုပ်ထိုင်းအကြာကြီးခံတာမို့လှုပ်စားကြည့်သင့်ပါတယ်။အမဲသားမစားတဲ့သူတွေကဝက်သားတို့စိတ်သားတို့ကိုလည်းဒီနည်းတိုင်းလှုပ်စားကြည့်လို့ရပါတယ်။အရင်ဆုံးအမဲသားလေးတွေကိုခက်ကြီးကြီးလေးတုံးထားလိုက်မယ်။ရတာအတွက်အချိုမုတ်လက်ဖက်စားစွန်းနဲ့စွန်းစားနဲ့စွန်းကြာညွတ်တစွန်းစနင်းမုတ်တစွန်းထည့်လိုက်ပါမယ်။ညီနယ်လေးပြဖို့တဲ့ဂျင်းကျစ်သွန်ဖြူချောင်းထားတဲ့အရည်လေးကိုလည်းညှစ်ထည့်ပေးလိုက်ပါမယ်။အနံလေးမွေအောင်ရုပ်ကောင်းမှုတစွန်းနဲ့ကလားလေးမဆလာနှစ်စွန်းလိုလည်းထည့်ပြီးတော့တမအောင်နယ်ပြီးတော့နိုင်ဝက်လောက်နှက်ထားပေးလိုက်ပါမယ်။နှက်ထားပေးပြီးဆိုရင်တော့ဒဲဦးတဲ့ကိုထည့်ပြီးတော့အမဲသားလေးတွေကိုထည့်ပြီးလှိမ့်ပါမယ်။ရေထက်တဲ့စရာမလိုပဲနဲ့သူတွေကထွက်လာတဲ့ရေတွေခမ်းပြီးတော့အမဲသားလေး6ဝါတဲ့အထိလှိမ့်ပေးရပါမယ်။ပြီးရင်တော့စီစိန်နဲ့အိုးကိုတင်ပါမယ်။အမဲသားကိုမြုပ်နေအောင်စိန်ရမှာဖြစ်တဲ့ကြောင့်မလို့တော့စီကိုတော့ခက်မများလေးထည့်ရပါမယ်။ပြီးရင်တော့နေရာလွတ်မရှိတရုံးချင်းစီတေချာဆယ်ယူပြီးတော့မှစိန်ရပါမယ်။မဲသားတွေအားလုံးထည့်ပြီးရင်တော့မီးကိုအနှိမ့်ဆုံးထားပြီးတော့အနည်းဆုံး2နာရီလောက်စိန်ပေးရပါတယ်။ဒီနေရာမှာတတိထားမှာကမီးများရင်ကြောသလိုဖြစ်သွားမှာဆိုလို့မီးကိုအနှိမ့်ဆုံးမှထားပေးရပါမယ်။အဲ့လိုစိန်ပြီးွားရဆိုရင်တော့အခုလိုမျိုးနူးအီပြီးအရန်ရတာရှိတဲ့အမဲသားစီစိန်လေးရပါပြီ။